အားလုံးပဲမင်္ဂလာပါ Midnight Chronicle Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel အသစ်ရဲ့ပထမဆုံးဗီဒီယိုအနေနဲ့ American နိုင်ငံ Clayton ဆိုတဲ့မြို့ငယ်လေးမှာဖြစ်ပွားခဲ့တဲ့လင်မယား2ယောက်ပျောက်ဆုံးသွားရာကနေပြီးတော့အမျိုးသမီး1ယောက်ကိုပဲရှာဖွေတွေ့ရှိခဲ့ပြီးတော့သူရဲ့အမျိုးသားဟာပျောက်ချင်းမလားပျောက်ကွယ်သွားခဲ့တဲ့အခုချိန်ထိလည်းအမှုဖွင့်ထားဆဲဖြစ်တဲ့1988ခုနှစ်ကမှုခင်းတစ်ခုကိုပြပြပေးပါမယ် American နိုင်ငံ Hendrick ခရိုင်ထဲမှာရှိတဲ့ Clayton ဆိုတဲ့ Indiana ပြည်နယ်ကမြို့ငယ်လေးဟာအရန်ကုန်မှတိတ်ဆိတ်လွန်းတဲ့လမ်းမတွေနဲ့ကျယ်ပြောလာတဲ့လယ်ကွင်းကျယ်ကြီးတွေကဒီမြို့လေးရဲ့အေးလူလူရှိလာတဲ့ကျေးလက်လူနေမှုဘဝကိုပုံဖော်ပေးတယ်လို့မျိုးဖြစ်နေခဲ့တယ်။ဒီလိုအေးချမ်းလွန်းတဲ့အရက်ဒေတာလေးမှာအသက်20အရွယ် Marian Hickey-Borden နဲ့အသက်24နှစ်အရွယ် Timothy Willoughby တို့ချစ်သူ2ယောက်ကဒီမြို့လေးမှာအခြေချနေထိုင်နေခဲ့ကြတယ်။ Marian ကသူတို့မြို့ရဲ့အနီးနားက Blythefane မြို့သူလေးဖြစ်ပြီးတော့ Timothy ကတော့ Avon ဆိုတဲ့မြို့သားတူပဲဖြစ်တယ်။1988ခုနှစ်အရောက်မှာတော့သူတို့2ယောက်ရဲ့ချစ်သူတက်တန်းဟာဆိုလို့ရှိရင်2နှစ်နဲ့3နှစ်ခန့်နီးပါးရှိနေပြီ။သူတို့2ယောက်ကကျေးလက်လမ်းမကြီးပေါ်ကအိမ်လေးတစ်လုံးမှာပဲအတူတူနေထိုင်ကြတယ်။တကယ်တော့ Marian ကတရွာလုံးချစ်ရတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ဘူးတယ်။ဘာလို့လဲဆိုတော့သူမကအရန်ကုန်မှချုံမောလာပပြီးတော့ညံလည်းအရန်ကောင်းတဲ့သူဖြစ်တယ်။သူတို့မိသားစုရဲ့ကောင်းမွန်တဲ့တွင်တင်ဆုံးမမှုအောက်မှာကြီးပြင်းလာပြီးတော့ Blythefane ထက်တန်းကျောင်းမှာလည်းသူကအရန်ကိုစာတော်ပြီးတော့ထူးချွန်တဲ့ကျောင်းသူတူဖြစ်ခဲ့တာ။ဒါပေမဲ့သူမရဲ့ဘဝအလဲအပြောင်းကကျောင်းပြီးခိုင်နေနောက်ဆုံးနှစ်မှာစတင်လာခဲ့တယ်။ Marian တယောက်ရုပ်တရက်ဆိုသလိုပဲစာတင်ခန်းတွေကိုပြက်ကွက်လာခဲ့တယ်။ဒါကဘယ်လောက်ထိထူးခြားနေလဲဆိုလို့ရှိရင်ကျောင်းကအတိုင်ပင်ခံဆရာမကိုယ်တိုင်စိုးရင်တကြီးနဲ့ဖြေရတဲ့အထီတောင်ဖြစ်လာခဲ့တယ်။ဘာလို့လဲဆိုတော့သူမရဲ့အာယုံတွေကစာတင်ခန်းထဲမှာလုံးဝမရှိတော့လို့ပဲ။နောက်ဆုံး1986ခုနှစ်သူ့ရဲ့ကျောင်းပြီးသွားတဲ့အခါမှာ Marian တယောက်သူ့ရဲ့ချစ်သူ Timothy နဲ့အတူ Indiana ပြည်နယ်ကနေ California ပြည်နယ်စီကိုထွက်ခွာလာခဲ့တယ်။အဲ့ဒီမြို့တစ်မှာ Marian ကအမြန်ရောင်းတဲ့အစားအစာ fast food ဆိုင်တွေမှာအလုပ်ဝင်လုပ်ပြီးတော့သူ့ရဲ့ချစ်သူ Timothy ကကြတော့အခွန်ရှောင်ပြီးတော့ပတ်စံလက်ငင်းရတဲ့တရားမဝင်နေစားအလုပ်မျိုးစုံကိုလိုက်လုပ်ရင်းနဲ့ပဲဘဝကိုရုန်းကန်လာခဲ့ကြတယ်။သူတို့နှစ်ယောက်ကတလတစ်ကြိမ်လောက်ကိုနေရာခဏခဏပြောင်းရွှေ့နေထိုင်ခဲ့ပြီးတော့ဒီတလျှောက်လုံးမှာဆိုလို့ရှိရင်လေ Marian ကသူ့ရဲ့မိသားစုစီကိုစာရေးပြီးတော့အမြဲတမ်းအဆက်အသွယ်လုပ်ခဲ့တယ်။စာထဲမှာသူဘယ်လိုရေးပို့လဲဆိုတော့သူ့ရဲ့ချစ်သူကောင်လေး Timothy တယောက်ကခရစ်ယာန်ဘာသာတွေကိုဝင်သွားတဲ့အကြောင်းကိုသူကမျှော်လင့်ချက်အပြည့်နဲ့ရေးသားပြီးတော့ပေးပို့ခဲ့တယ်။ပြီးတော့သူမအထက်တန်းကျောင်းပြီးရင်ထုတ်ယူဖို့လောက်ထားတယ်ပေါ့နော်စုဆောင်းငွေစာချုပ်ပြောရမယ်ဆိုလို့ရှိရင်အစိုးရစီကနေငွေလက်မှတ်တစ်ခုကိုဝယ်ပြီးတော့အသုံးနှုန်းရတဲ့စာချုပ်ပေါ့နော်အဲ့ဒီစာချုပ်ကိုပါသူ့ကိုပို့ပေးဖို့အတွက်မိသားစုစီကိုစာရေးပြီးတော့တောင်းဆိုမှုတွေပါပြုလုပ်ခဲ့တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ကကယ်လီဖိုးနီးယားကအတီတကျမရှိတဲ့မတိမငြိမ်တဲ့ဘဝကြီးကိုဆွတ်လွတ်ပြီးတော့အင်ဒီယားနားပြည်နယ်စီကိုပဲပြန်လာခဲ့ကြတယ်။ပြန်ရောက်တဲ့အခါမှာ Marian က Lafna Cafeteria ဆိုတဲ့ဒီစားတောက်ဆိုင်မှာအလုပ်ဝင်လုပ်ခဲ့ပေမဲ့ Timothy ကကြတော့တရားမဝင်တဲ့ကားခိုးတဲ့ဂိုင်းထောင်ထားတဲ့ James Callis နဲ့ Ronnie Tamasit တို့နဲ့တွားရောက်ပြီးတော့ပတ်သက်မိခဲ့တယ်။ဒီလိုနဲ့မကြာခင်မှာပဲ Timothy ကကားခိုးဖို့အတွက်ကြိုးပမ်းမှုနဲ့တရားစွဲဆိုခံလိုက်ရပြီးတော့ Marian ခရိုင်ရဲ့အချုပ်ထောင်ထဲမှာပဲရက်ပေါင်း40စနေတနင်္ဂနွေနေ့ပိတ်ရက်အပါဝင်ပေါ့နော်10ပတ်ကြာတွားရောက်အကျဉ်းချခံဖို့အတွက်အမိန့်ချမှတ်ခြင်းခံလိုက်ရတယ်။ဒါပေမဲ့ Timothy ကထောင်ဒဏ်ကို3ချိန်လောက်ပဲလာရောက်ခံယူပြီးတော့အဲ့ဒီနောက်မှာခံဝင်ချက်ပြက်ကွက်မှုနဲ့ရဲတရေခံပြေးအဖြစ်ဝရမ်းထုတ်ခံလိုက်ရတယ်။ဒီလိုနဲ့1988ခုနှစ်မေလ22ရက်နေ့မှာတော့ Timothy က Lafayette Square ကားပါကင်ကနေပြီးတော့1988ခုနှစ် model Pontiac Grand Prix ကားတစ်စီးကိုခိုးယူခဲ့တယ်။သူတို့အဖွဲ့ရဲ့ဂိုင်းကောင်းဆောင်တွေဖြစ်တဲ့ Callis နဲ့ Tamasit တို့ကကြတော့တက်တေဖြောက်ဖို့အတွက်အဲ့ဒီကားကိုအစိတ်ပိုင်းတွေဖြုတ်ပြီးတော့မီးရှို့ဖျက်ဆီးဖို့အတွက် Timothy ကိုညွှန်ကြားခဲ့တယ်။ဒါပေမဲ့ Timothy ကအမိန့်ကိုမနာခံဘဲနဲ့တန်ဖိုးကြီးမားတဲ့ကားပစ္စည်းတွေကိုဖြုတ်ပြီးတော့မှသူ့အတွက်ဒီတိန်ထားမယ်ပေါ့နော်ခြံထားမယ်ဆိုပြီးတော့တန်ဖိုးကြီးတာတွေဖြုတ်ပြီးတော့မှအဲ့ဒီကားကိုသူ့အိမ်သားကဒီကျေးလက်လမ်းမတစ်ခုပေါ်မှာမီးရှို့ပစ်ခဲ့တယ်။ဒါပေမဲ့ဖြစ်ချင်တော့မီးလောင်နေတာကိုအိမ်နီးနားချင်းတယောက်ကမြင်သွားတဲ့အတွက်ကြောင့်မလို့ရဲတွေစီကိုတိုင်ကြားလိုက်ကြတယ်။အဲ့လိုနဲ့ရဲတွေရောက်လာတဲ့အခါမှာဒီညကို
စစ်ဆေးကြတယ်ပေါ့နော်စစ်ဆေးတော့မြေသားလမ်းပေါ်မှာဒီကားရဲ့ပစ္စည်းတစ်ခုခုကိုဆွဲသွားတဲ့ပုံစံမျိုးပေါ့နော်ချစ်ရအကြောင်းတွေကိုမြင်လိုက်ရတယ်အဲ့လိုနဲ့ရဲတွေကဒီချစ်ရတဲ့အကြောင်းကိုလိုက်သွားကြည့်တဲ့အခါမှာအဲ့ဒီချစ်ရတွေကတက်တဲ့ကိုဥတီသွားပြီးတော့ဘယ်နေရာမှာစုံသွားလဲဆိုတော့တီမိုတီနဲ့မေရီယန်တို့ရဲ့အိမ်ရှိလမ်းဆောင်မှာပဲအဲ့ဒီချစ်ရတွေကစုံသွားတယ်အဲ့တော့ချက်ချင်းဆိုလိုပဲရဲတွေကရှာဖွေဝရမ်းနဲ့သူတို့ရဲ့အိမ်ကိုဝင်မွေကြတာပေါ့နော်ဝင်မွေရင်းရှာရင်းနဲ့နောက်ဆုံးမှာတော့ခိုးရပါကားပစ္စည်းတွေကိုသူတို့အိမ်ရဲ့ဒီအမိုးအောက်ပေါ့နော်မျက်နှာချက်လျှို့ဝှက်အခန်းထဲမှာရှာဖွေတွေ့ရှိသွားခဲ့တယ်နောက်တစ်နေ့မှာပဲပေါ့နော်တီမိုတီဝီလိုပီကိုခိုးမှုမီးရှို့မှုနဲ့ဖမ်းဝရမ်းထပ်ပြီးတော့ထုတ်ပြန်ခဲ့ကြတယ်အဲ့ဒီနောက်16ရက်အကြာ1988ခုနှစ်ဇွန်လ6ရက်နေ့မှာတော့မေရီယန်တယောက်ရုတ်တရက်ကြီးကိုမှအစားနလုံးဝရှောင်မရအောင်ပျောက်ဆုံးသွားခဲ့တယ်အဲ့ဒါအပြင်တီမိုတီဝီလိုပီယာဆိုလို့ရှိရင်လေသူနဲ့တပြိုင်နက်တည်းပဲလုံးဝလူသူမတိလောက်အောင်လို့ပျောက်ကွယ်သွားခဲ့တယ်အဲ့တော့မေရီယန်တယောက်အလုတ်ကို3ရက်ဆက်တိုက်ကြီးအောင်ပြက်ကွက်လာတဲ့အခါမှာတော့သူ့ရဲ့လုပ်ပေါ်ခိုင်ဖက်တွေကစိုးရိမ်လာကြပြီးတော့ဇွန်လ17ရက်နေ့မှာ Plainfield Yes ကန်ကိုဆက်သွယ်ပြီးတော့သူမပျောက်ဆုံးနေကြောင်းတိုင်ချက်ဖွင့်ခဲ့ကြတယ်မေရီယန်ကစကားရမ်းနေပြီးတော့အေးစစ်စစ်နေတတ်တဲ့သူမျိုးအလုတ်လည်းအရန်စူးစမ်းပြီးတော့အာနာတတ်တဲ့သူမျိုးပေါ့နော်အဲ့တော့ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်အလုတ်မလာနိုင်လို့ရှိရင်အလုတ်ရှင်ကိုကြိုတင်အကြောင်းမကြားဘဲနေမဲ့သူမျိုးတော့သူကလုံးဝမဟုတ်ဘူးအဲ့ဒီအချိန်တုန်းကမော်ဂန်ခရိုင်ဘရုတ်ကလင်မြို့မြောက်ပိုင်းမှာနေထိုင်ကြတဲ့မေရီယန်ရဲ့မိဘတွေကဆိုလို့ရှိရင်လည်းအားလက်ရက်ခီးထွက်နေတဲ့အချိန်မျိုးဖြစ်နေတယ်ဒါကြောင့်မလို့လေသူတို့စီကိုဘာဆက်တွေမှလုပ်လို့မရဖြစ်နေခဲ့တယ်အဲ့ဒီသူ့ရဲ့တငယ်ချင်းတွေတိုင်ချက်ဖွင့်ခဲ့တဲ့နေ့ည10:22မိနစ်ဝန်းကျင်မှာပဲစူးစမ်းတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုရဲစခန်းစီကိုရောက်လာတယ်အဲ့ဒီမှာအမျိုးသားတစ်ယောက်ကဖုန်းဆက်လာပြီးတော့မေရီယန်ကဒီလိုမျိုးရုပ်တရက်ပျောက်သွားတတ်တဲ့အကျင့်ရှိတယ်ဆိုပြီးတော့ရဲတွေကိုပြောလာခဲ့တယ်အဲ့ဒါအပြင်ခရီးထွက်နေတဲ့သူမရဲ့မိဘတွေရဲ့လက်ရှိရောက်နေတဲ့လိပ်စာကိုပါအဲ့ဒီအမျိုးသားကအတိအကျပေးသွားခဲ့တယ်အဲ့ဒီအချိန်တုန်းကဒီလိုမျိုးတီးတန့်ဆန်တဲ့အချက်လက်မျိုးကိုသိနိုင်တဲ့တယောက်တည်းတော့သူကဆိုလို့ရှိရင်တီမိုတီဝီလိုဘီကလွဲပြီးတော့ဘယ်သူမှရှိမနေဘူးအဲ့ဒါကြောင့်မလို့အဲ့ဒီဖုန်းခေါ်ဆိုတဲ့သူကတီမိုတီများဖြစ်နေမလားဆိုပြီးတော့တန်တရားဖြစ်နေတဲ့အရာကြီးဟာဒီနေ့အထိဘယ်နည်းတစ်ခုအနေနဲ့ကြံနေသေးပဲပေါ့နော်ဒါပေမဲ့အဲ့ဒီခေတ်ကသတင်းစာတွေထဲမှာတော့အဲ့ဒီဖုန်းခေါ်ဆိုတဲ့သူကတီမိုတီဖြစ်တယ်ဆိုပြီးတော့တော်တော်များများဖော်ပြခဲ့ကြတယ်မေရီယန်ရဲ့လှုပ်ဖော်ကင်ဖက်တွေကတော့ဒါကသူမရဲ့စိတ်နေစိတ်ထားနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေမှန်းသိနေခဲ့ကြတယ်ခရီးကနေပြန်ရောက်လာတဲ့ဟစ်ကစ်ဂျော်ဒန်ဇနီးမောင်နှံကလည်းဒီအခြေအနေကိုသိရှိသွားတဲ့နောက်မှာတော့သူတို့ရဲ့သမီးဖြစ်တဲ့သူပျောက်ဆုံးနေတဲ့အကြောင်းရဲစခန်းကိုချက်ချင်းပဲဖုန်းဆက်ပြီးတော့တိုင်ကြားခဲ့ကြတယ်။ Charlie Project လို့ခေါ်တဲ့ပျောက်ဆုံးသူများမှတ်တမ်း website ရဲ့ဖော်ပြချက်အရပေါ့နော်။ Marian နဲ့ Timothy တို့နှစ်ယောက်ကတနေရာကနေတနေရာကိုခဏခဏပြောင်းရွှေ့တတ်တဲ့အတွက်ကြောင့်မလို့သူမရဲ့မိသားစုကအစပိုင်းမှာဒီလိုမျိုးရုပ်တက်ပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီးတော့ဘာမှမဖြစ်တော့ပါဘူးဆိုပြီးတော့တိတ်ဆိတ်မပူခဲ့ကြပဲနဲ့လူပြောက်တိုင်ချက်မဖွင့်ခဲ့ကြဘူးဆိုပြီးတော့ဖော်ပြထားခဲ့တယ်။ဒါပေမဲ့အဖြစ်မှန်ကဒါလုံးဝမဟုတ်ဘူးဆိုပြီးတော့သိရတယ်။ Marian ရဲ့အထက်တန်းကျောင်းတုန်းကအရန်ကိုမှယဉ်နီးခဲ့ရတဲ့တငယ်ချင်းဖြစ်သူဒေါ်နာမိုက်ကင်ထိုင်ယာရဲ့ Facebook ပေါ်မှာပြန်လည်ပြောပြချက်အရာကဘယ်လိုလဲဆိုတော့Marian ရဲ့မိသားစုကလူပြောက်တိုင်ချက်ကိုချက်ချင်းပဲတွားဖွင့်ခဲ့ကြတာပါ။ဒါပေမဲ့Marianကအသက်ပြည့်ပြီးသားလူကြီးတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူမရဲ့ကိုယ်ပိုင်ဆန္ဒအရဘယ်နေရာမှဆိုတွားပိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရဲတွေကအစပိုင်းမှာတိုင်ချက်ကိုပယ်ချခဲ့တာလို့ဆိုတယ်။ဒီအခြေအနေတွေကဘလောက်ထိတောင်မှဆိုးရွားလဲဆိုလို့ရှိရင်Marianရဲ့အမေကိုယ်တိုင်သမီးပြောက်တာကိုချက်ချင်းတိုင်ချက်မဖွင့်ခဲ့ဘူးဆိုတဲ့သတင်းတွေကိုမီဒီယာတွေရှိမှလူသိရှင်ကြားလိုက်လံညှင်းဆိုရတဲ့အထိတောင်ဖြစ်ခဲ့တယ်။ရဲတပ်ဖွဲ့ကကြတော့Marianကတီမိုတီရဲ့ဆိုင်ကယ်နဲ့အတူလိုက်ပါသွားပြီးတော့ခရီးလှည့်လည်သွားနေတာဖြစ်နိုင်တယ်ဆိုပြီးတော့တွေးထင်ခဲ့ကြတယ်။ဒါပေမဲ့သူ့ရဲ့အမေရဲ့ရင်ထဲကလာတဲ့မိခင်တယောက်ရဲ့အလိုလိုတီးစိတ်ကကြတော့တခြားတစ်ခုပဲပြောနေခဲ့တယ်။သူ့ရဲ့သမီးလေးကတကယ်ကိုအန်ဒီရဲ့ကြီးတဲ့အရာတစ်ခုနဲ့ရင်ဆိုင်နေရပြီဆိုတာကိုမိခင်ဖြစ်တဲ့သူကတော့ဒီအသေးသေးကနေပြီးတော့ခံစားနေရတာပေါ့နော်။တကယ်တော့ Marian ရဲ့မိဘတွေဖြစ်ကြတဲ့ Mrs. Higginbottom နဲ့အဖေဖြစ်သူ Robert တို့ဟာဆိုလို့ရှိရင် Timothy ရဲ့အရန်ကိုမှဇရာရှုပ်လာတဲ့ရာဇဝမှုမှတ်တမ်းတွေကြောင့်မလို့သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုဘယ်တော့မှသဘောမတူခဲ့ကြတာပဲ
အဲ့လိုနဲ့ဒီအမှုကဘာတစ်ခုမှတိုးတက်လာမှုမရှိဘဲနဲ့ရပ်တန့်နေတဲ့အတွက်ကြောင့်မလို့တကယ်ကိုစိတ်ပြက်စရာကောင်းလာခဲ့တယ်။ရဲတွေဘက်ကလည်းချက်ချင်းလက်ညှင်းစုံစမ်းစစ်ဆေးမှုမျိုးမလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့လေမေရီယန်ရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးတော့တကယ်ကိုထူးခြားပြီးတော့အသိပဲရှိလာမဲ့စုံစမ်းစစ်ဆေးမှုတွေအားလုံးဟာနောက်နေကြန့်ကြာသွားခဲ့ရတယ်။ဒီလိုနဲ့ရက်သက်တစ်ပတ်ကနေလတွေအထိပြောင်းလဲလာခဲ့ပေမဲ့အာနာပိုင်တွေဘက်ကနေပြီးတော့မှမေရီယန်နဲ့တီမိုတီတို့ဘယ်ရောက်နေတာလဲဆိုတာကိုရှာဖွေဖို့နှီးစပ်တဲ့အရေးအယောင်လေးတောင်မှမရခဲ့ကြအောင်အဲ့ဒီနောက်1988ခုနှစ်ရဲ့စောင်းရာသီအရောက်မှာတော့အင်ဒီယားနားပြည်နယ်ဟာဆိုလို့ရှိရင်လက်မ26လက်မကျော်အထိအရန်ကိုမှထူထပ်တဲ့နင်းမုန်တိုင်းတန်ကိုပြင်းပြင်းထန်ထန်ခံလိုက်ရတယ်အဲ့ဒီနောက်1989ခုနှစ်ရဲ့ຫນွေဥရာသီကိုရောက်လာတဲ့အခါမှာတော့နင်းတွေဟာတဖြည်းဖြည်းနဲ့အရေပျော်ကျလာပြီးတော့မြစ်ရေတွေနဲ့ကြောက်ခဲကျင်းတွေထဲကရေတွေဟာဆိုလို့ရှိရင်အပေါ်ကိုရှန်တက်လာခဲ့ကြတယ်။အဲ့လိုနဲ့ဇွန်လ4ရက်နေ့မှာတော့အင်ဒီယားနားပြည်နယ်မော်ဂန်ခရိုင်မို့စ်ဗေးမြို့ရဲ့စိုက်ကာမိုလန်အနီးဝိုက်လစ်ချောင်းထဲကတဲတောင်ကုန်းတစ်ခုပေါ်မှာအဖုံးကိုတေချာလေးဂေဆော်ပြီးတော့ပိတ်ထားတဲ့ဂါလန်55ဂန်လာလောက်ကိုဆန့်တဲ့တန်ပေပါပုံးကြီးတစ်လုံးကိုအသက်18နှစ်အရွယ်လူငယ်လေးတစ်ယောက်ကတွေ့ရှိလိုက်ရတယ်။အဲ့ဒီနေရာကဒီကလေးနေထိုင်တဲ့အိမ်နဲ့လည်းအရန်ကိုနီးနေတဲ့နေရာလေးဖြစ်နေတယ်ပေါ့နော်။သူ့စိတ်ထဲမှာအရန်ကိုတီးချင်စိတ်တွေတဖွာဖွာဖြစ်လာတဲ့အတွက်ကြောင့်မလို့လက်သမားတွေတုံးတဲ့သူတစ်ချောင်းကိုတွားယူပြီးတော့အဲ့ဒီပေပါပုံးကြီးကိုမရမကထုရိုက်ခွဲပြီးတော့ဖွင့်လိုက်တယ်။ဒီလိုနဲ့အဖုံးကြီးပွင့်သွားပြီးတော့အထဲကိုကြည့်လိုက်တဲ့အချိန်မှာသူမြင်လိုက်တဲ့မြင်ကွင်းကြောင့်မလို့တကိုယ်လုံးကြက်သိန်းတွေထသွားပြီးတော့စပင်ထောင်မသက်ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။ဘာများမြင်လိုက်လို့လဲဆိုတော့အဲ့ဒီပေပါပုံးထဲမှာလူတစ်ယောက်ရဲ့ဦးခေါင်းခွန်ကိုထိတ်လန့်စွာနဲ့သူမြင်လိုက်ရတဲ့အတွက်ကြောင့်မလို့ပဲသူဟာချက်ချင်းပဲရဲတပ်ဖွဲ့တွေကိုအကြောင်းကြားလိုက်ပြီးတော့ရဲတွေရောက်လာတဲ့အခါမှာအဲ့ဒီပေပါပုံးကြီးကိုတင်စီသွားခဲ့ကြတယ်။စုံစမ်းကြည့်လိုက်တဲ့အခါမှာဒီပေပါပုံးကြီးကCleveland မြို့ကနေထွက်ရှိလာတာဖြစ်ပြီးတော့အရင်ကဓာတုပစ္စည်းအမုန့်တွေဒါမှမဟုတ်ဓာတုပစ္စည်းတစ်ခုခုကိုထည့်ထားခဲ့မှုတဲ့ပုံးကြီးတစ်ခုဖြစ်နေတာ။အဲ့ဒီပုံးကိုဘလူးမင်တန်မြို့ကဒေါက်တာတယောက်စီကိုပို့ဆောင်လိုက်ပြီးတော့သူ့ကိုစစ်ဆေးစေခဲ့တယ်။အဲ့ဒီပေပါပုံးကြီးရဲ့အထဲကိုဖွင့်ပေါက်ပြီးတော့တေချာလေးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတကယ်ကိုဆက်စုပ်ထိတ်လန့်ဖွယ်ရာတွေနဲ့ပြင်းနှက်နေတဲ့အရာတွေအဆူလိုက်အပြုံလိုက်ထွက်လာခဲ့တယ်။အဲ့ဒါတွေကဘာတွေလဲဆိုတော့လူရဲ့အောက်မေးရိုးခွန်ထည့်ထားတဲ့ plastic အိတ်အိတ်နဲ့အဲ့ဒါနဲ့တက်ဆိုင်တဲ့လူအရိုးတွေထည့်ထားတဲ့အိတ်အိတ်ရယ်ပြီးတော့အဝတ်အစားတွေဖနက်တွေနဲ့ဇစ်တစ်ခုပါဝင်နေတဲ့ plastic အိတ်အိတ်ရယ်နောက်ပြီးကြတော့လူခန္ဓာကိုယ်အစိတ်ပိုင်းတွေအပြည့်ထည့်ထားတဲ့ပုံးတပုံးနဲ့အဝတ်အစားတွေနဲ့သဲတွေထည့်ထားတဲ့အိတ်အိတ်ပါတွေ့လိုက်ရတယ်။နောက်ပြီးတော့မီစီလွာနမူနာတွေထည့်ထားတဲ့အိတ်အိတ်ပါထပ်ပြီးတော့တွေ့လိုက်ရတယ်ပေါ့နော်။အဲ့လိုနဲ့ဒေါက်တာပလန့်စ်ကဒါကသေချာပေါက်လူတက်မှုတစ်ခုဖြစ်တယ်ဆိုပြီးတော့အတည်ပြုပေးခဲ့တယ်။သေဆုံးတဲ့သူကအမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့အဝတ်အစားတွေအပြည့်အစုံမှအဲ့ဒီထဲကိုရှိနေတယ်။ဒါပေမဲ့အသက်ခံရတဲ့ပုံကအရန်ကိုရက်ဆက်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်။ဘလို့လဲဆိုတော့တနက်ပြောင်းတစ်ခုနဲ့သူ့ရဲ့ခေါင်းနှောက်စေးတဲ့ကိုအနီးကပ်ချိန်ရွယ်ပြီးတော့ပစ်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်။သူ့ရဲ့ခန္ဓာကိုယ်ဆိုလို့ရှိရင်လည်းကြိုးတွေနဲ့တေးသေးချာချာတုံတောင်ပြီးတော့ပေပါပုံးကြီးတွေကိုထည့်ပြီးတော့အသေးပိတ်ထားခံရတဲ့ပုံစံမျိုးဖြစ်နေတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့ Mrs. Higginbottom ဆိုလို့ရှိရင်အဲ့ဒီရုပ်လောင်းကပျောက်ဆုံးနေတဲ့သူ့ရဲ့သမီးလေးမေရီယန်ဒါဖြစ်တယ်ဆိုပြီးတော့အပြေအဝယုံကြည်သွားခဲ့ပြီးတော့သွားပတ်ဆိုင်ရာဆေးမှတ်တမ်းတွေနဲ့တိုက်ဆိုင်စစ်ဆေးပေးဖို့အတွက်ရဲတွေကိုချက်ချင်းပဲတောင်းဆိုခဲ့တယ်။သူမရဲ့အလိုလိုအသိစိတ်ကပေါ့နော်လုံးဝကွက်တီကိုမှန်သွားခဲ့တယ်။သွားပတ်ဆိုင်ရာမှတ်တမ်းတွေအရဒီပေပါပုံးကြီးတွေကအမျိုးသမီးဟာဆိုလို့ရှိရင်တကယ်ပဲပျောက်ဆုံးနေတဲ့သမီးဖြစ်သူမေရီယန်ဖြစ်တယ်ဆိုပြီးတော့အတည်ပြုနိုင်ခဲ့တယ်။ပိုပြီးစိတ်မကောင်းစရာကောင်းတာကဘာလဲဆိုတော့သူမရဲ့ရုပ်လောင်းကိုတွေးရှိခဲ့တဲ့ဒီပေပါပုံးကြီးကိုတွေးခဲ့တဲ့နေရာဆိုလို့ရှိရင်သူမရဲ့မိဘတွေနေထိုင်တဲ့အိမ်နဲ့3မိုင်အကွာလေးတင်မှာပဲရှိနေခဲ့တာပေါ့နော်။အစပိုင်းမှာတော့သူတို့ရဲ့တန်တရားတွေကအဲ့ဒီအချိန်ထိပျောက်ဆုံးနေတဲ့ချစ်သူတီမိုတီဝီလိုပီစီကိုပဲသူတို့ရဲ့သဘောတဘာဝအတိုင်းပေါ့နော်ရောက်ရှိနေခဲ့တယ်။အာနာပိုင်တွေကတီမိုတီယာဆိုလို့ရှိရင်မေရီယန်ကိုတတ်ပြီးတော့ထွက်ပြေးတင်းရှောင်နေတာဖြစ်နိုင်တယ်ဆိုပြီးတော့ယူဆခဲ့ကြတယ်။ဘာလို့လဲဆိုတော့တီမိုတီမာကဂေဆော်တဲ့အလောက်ကန်တွေ့ကြုံတွေရှိနေတယ်။ပြီးတော့မေရီယန်ရဲ့ရုပ်လောင်းထည့်ထားတဲ့
ပေပါဘုံကြီးကိုအလွယ်တကူကြေးစောပိတ်ပစ်နိုင်စွမ်းကလည်းသူ့မှာရှိနေတာပေါ့နော်ဒါပေမဲ့ဒီယူဆချက်တွေကိုထောက်ပြနိုင်တဲ့ခိုင်မာတဲ့သက်သေအထောက်အထားတွေဘာတစ်ခုမှမရှိခဲ့ဘူးပြီးတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာဆိုလို့ရှိရင်လည်းပြဿနာတစ်စုံတရာတက်ခဲ့တာမျိုးရှိလားဆိုပြီးတော့လည်းသူတို့မှမသိရဘူးဖြစ်နေခဲ့တယ်ဒါပေမဲ့ဒါကိုညှင်းဆိုထားတဲ့အချက်တစ်ခုတော့ရှိတယ်အဲ့ဒါကတော့ Indianapolis Star ဆိုတဲ့သတင်းစာတစ်ခုရဲ့စောင်းပါတစ်ပုဒ်ထဲမှာအင်းနီနာချင်းတယောက်ကတီမိုတီယာဆိုလို့ရှိရင်မေရီယန်ကိုအကြိမ်ပေါင်းများစွာရိုက်နှက်နှိပ်စက်ခဲ့ဘူးတယ်ဆိုပြီးတော့လူသိရှင်ကြားထွက်ဆိုထားခဲ့တာမျိုးရှိနေတယ်ပေါ့နော်တီမိုတီကိုဒီလူတတ်မှုအတွက်တန်တရားရှိသူအဖြစ်ရဲတပ်ဖွဲ့ကတရေဝင်ဘယ်တော့မှတော့နာမည်မဖြတ်ခဲ့ဘူးပေါ့နော်ပြီးတော့သူ့ကိုဖမ်းဆီးဖို့အတွက်ဖမ်းဝရမ်းလဲထပ်မံထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ဘူးမေရီယန်ရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိခဲ့တဲ့အဲ့ဒီချောင်းအနီးနားပတ်ဝန်းကျင်တစ်ဝိုက်မှာတီမိုတီကိုရှာဖွေဖို့အတွက်အကြီးအကျယ်ရှာဖွေမှုတွေစက်တိုက်ပြုလုပ်ခဲ့တယ်။ဒါပေမဲ့နှမျောစရာကောင်းတာကတော့ဘာရိပ်ရောင်မှအဲ့ဒီမှာမတွေ့ရှိခဲ့ကြဘူး။ဒါပေမဲ့1988ခုနှစ်ကနေ9နှစ်အကြာ1983ခုနှစ်အရောက်မှာတော့သတင်းပေးတဲ့သူတယောက်ကြောင့်မလို့ဒီအမှုကသစစ်ချိုးအလက်အပြောင်းဖြစ်လာခဲ့တယ်။အဲ့ဒီသတင်းပေးတဲ့သူကတော့အခြားသူတယောက်တော့မဟုတ်ဘူးတီမိုတီရဲ့အလုတ်ရှင်ဟောင်းတယောက်ရဲ့ဇနီးဟောင်းဖြစ်တဲ့သူကရင်တက်ကာဆိုတဲ့သူပဲဖြစ်တယ်သူမရဲ့ထွက်ဆိုချက်အရာပေါ့နော်တီမိုတီရဲ့ဂိုင်းကောင်းဆောင်တွေဖြစ်ကြတဲ့ James Callens နဲ့ Ronnie Thomas တို့နှစ်ယောက်ကမေရီယန်ကိုရဲရဲဆက်ဆက်တက်ခဲ့ကြတာလို့ဆိုတယ်သူမကလူသက်သမားတွေရဲ့သွေးတွေပေးကြံနေတဲ့အဝတ်စားတွေကိုရှော်ပေးခဲ့ရတဲ့အကြောင်းတွေနဲ့မေရီယန်ရဲ့လက်စွပ်တွေပေါ်ကသွေးတွေကိုဘလို့ဆေးကြောပေးခဲ့ရပုံတွေကိုပါအသေးစိတ်ဖွင့်ဟလာခဲ့တယ်။သူမရဲ့ပြပြချက်အရာပေါ့နော်ဒီလူတတ်မှုကိုကြိုတင်စီစဉ်ထားခဲ့ကြတယ်လို့ဆိုတယ်။ဘာလို့လဲဆိုတော့တီမိုတီကဂိုင်းရဲ့လုပ်ငန်းတွေထဲကနေပြီးတော့ပစ္စည်းတွေမယူရဘူးဆိုတဲ့ဒီစီကန်းချက်ကိုပေါ့နော်ဖောက်ဖျက်ပြီးတော့ပစ္စည်းတွေခိုးယူနေခဲ့တယ်။အဲ့ဒါကြောင့်မလို့ရဲတွေရဲ့အာယုံတွေကသူတို့စီကိုခေါ်ဆောင်လာနိုင်ပြီးတော့သူတို့ဂိုင်းအတွက်ဝင်ထုတ်ဝင်ဖို့အန်ဒီရဲ့တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးတော့ဒီလိုမျိုးစီစဉ်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့သူကပြောတယ်ပေါ့နော်အာနာပိုင်တွေကလည်းတီမိုတီကဒီတရားမဝင်ဂိုင်းကိုဒုက္ခပေးနိုင်တဲ့လျှို့ဝှက်အချက်လက်တွေကိုသိရှိထားတာကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့လည်းယူဆကြတယ်ဒါပေမဲ့မေရီယန်ကိုယ်တိုင်ကကြတော့ဒီလိုမျိုးတရားမဝင်ရာဇဝမှုတွေမှာဘာတစ်ခုမှပါဝင်ပတ်သက်မှုမရှိခဲ့ဘူးလို့ရဲတွေကခိုင်မာယူဆခဲ့တယ်ပြည်내ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကတော့Indianapolis News သတင်းစာရဲ့စောင်းပါတစ်ပုဒ်ထဲမှာအခုလိုပဲတည်ကြပြောကြားခဲ့ဘူးတယ်ကျွန်တော်တို့ယူဆတာကတော့မေရီယန်ကမတင်တော်တဲ့အချိန်မတင်တော်တဲ့နေရာမှာရှိနေခဲ့မိတာပါသူမသိရှိသွားတဲ့အရာတွေကြောင့်မလို့ရာဇဝမှုလမ်းကြောင်းကိုဖျောက်ဖျက်ဖို့အတွက်အသက်ခံလိုက်ရတာလို့ထင်ရပါတယ်ဆိုပြီးတော့ပြောခဲ့တယ်အဲ့ဒါအပြင်တီမိုတီရဲ့အလုတ်ရှင်ဟောင်းတယောက်ရဲ့ဇနီးဟောင်းဖြစ်သူဂရင်ရဲ့ထွက်ဆိုချက်ထဲမှာတုံလို့စီယာနောက်ထပ်အချက်တစ်ခုပါဝင်နေခဲ့တယ်အဲ့ဒါကကြတော့တီမိုတီကလည်းမေရီယန်နဲ့တညထဲမှာပဲအသက်ခံခဲ့ရတာဖြစ်ပြီးတော့လူသက်သမားတွေကသူတို့နှစ်ယောက်လုံးရဲ့ရုပ်လောင်းတွေကိုနေရာခွဲပြီးတော့ဖျောက်ဖျက်ခဲ့ကြတာဆိုပြီးတော့ဖွင့်ဟခဲ့တယ်ဒါပေမဲ့ဒီနေ့အထိတော့တီမိုတီရဲ့ရုပ်လောင်းကိုဘယ်နေရာမှာမှလုံးဝရှာမတွေ့သေးပါဘူးဒီလိုနဲ့ပဲ2014ခုနှစ်မှာတော့တီမိုတီရဲ့ညီမဖြစ်သူကသူ့ကိုသူနံမတ်ဆိုတဲ့အမီမတိရုပ်လောင်းတွေနဲ့ပျောက်ဆုံးသူများဆိုင်ရာဆိုတဲ့ database တွေကိုသူ့ကိုယ်သူထည့်သွင်းခဲ့ပြီးတော့တွေ့ရှိရသမျှအမီမတိတဲ့ရုပ်လောင်းတွေနဲ့တိုက်ဆိုင်စစ်ဆေးဖို့အတွက်သူ့ရဲ့ DNA နမူနာတွေကိုပေးအပ်ထားခဲ့တယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်ထိတော့ဘာနဲ့မှသူ့ရဲ့ DNA နဲ့ကွက်တီတိုက်ဆိုင်တာမျိုးမရှိသေးပါဘူး။အဲ့လိုနဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့မေရီယန်ရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်ပြီးတော့အမှုမှန်ပေါ်ပေါက်ဖို့အတွက်တသက်လုံးကြိုးပမ်းပေးခဲ့တဲ့ဒေါ်နာမက်ကင်တိုင်ယာဆိုလို့ရှိရင်ဟိုက်ဒရစ်ခရိုင်တရားရုံးစီကိုတွားရောက်ခဲ့တယ်။အဲ့ဒီမှာသူမတကယ့်ကိုအံ့အားသင့်ပြီးတော့စိတ်ပြတ်သွားခဲ့ရတာပါလဲဆိုတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့ရုံးတင်မှတ်တမ်းတွေထဲမှာကြန့်ရှိနေတာဆိုလို့2013ခုနှစ်တုန်းက DNA အာကောင်တုပ်ဖက်နမူနာယူဖို့ထုတ်ပြန်ခဲ့တဲ့ဝရမ်းစာမျက်နှာအစိပ်ပိုင်းလေးတွေပါဝင်တဲ့ microfilm နှစ်ခုပဲရှိတော့တာကိုတွေးလိုက်ရလို့ပဲသူကတော်တော်လေးကိုစိတ်ပြတ်သွားခဲ့ရတယ်။အမှုဟောင်းတွေကိုပြန်လည်စစ်ဆေးနေတဲ့ထောက်လန်းရေးအရာရှိနဲ့တွေ့ဆုံဆွေးနွေးပွဲတစ်ခုအတွင်းမှာတော့စိတ်ပြတ်စရာကောင်းတဲ့အချက်တစ်ခုကိုထပ်ပြီးတော့သိရှိလိုက်ရတယ်။အဲ့ဒါကဘာလဲဆိုတော့မေရီယန်ရဲ့ရုပ်လောင်းထည့်ထားတဲ့ paper ဘုံပေါ်ကနေပြီးတော့မှပေါ့နော်ပြန်လည်ရရှိခဲ့တဲ့ DNA အမှတ်သားတွေကအ
အမည်မသိအမျိုးသားတဦးရဲ့ DNA တာဖြစ်ပြီးတော့တန်တရားရှိသူဘယ်သူနဲ့မှကွက်တိတိုက်ဆိုင်တာမျိုးမရှိဘူးဆိုတဲ့အချက်ပဲဖြစ်နေတယ်ပေါ့နော်အဲ့ဒါပြင်နောက်ထပ်ထူးဆန်းတဲ့အဖြစ်မှန်တစ်ခုလည်းပေါ်ထုတ်နိုင်ခဲ့သေးတယ်အဲ့ဒါကကြတော့1989ခုနှစ်ပေပါဘုံကိုတွေးရှိပြီးရပ်ပိုင်းအကြာမှာပဲအမည်မသိလူတစ်ယောက်ကရဲစခန်းကိုဖုန်းဆက်ပြီးတော့လမ်းဘေးတနေရာမှာမေရီယန်ရဲ့ကိုရေးကိုတာပစ္စည်းတွေကိုစွန့်ပစ်ထားတဲ့အကြောင်းကိုသတင်းပေးခဲ့တာပဲအဲ့ဒီပစ္စည်းတွေထဲမှာမေရီယန်ရဲ့ချက်လက်မှတ်စာအုပ်နဲ့သူမအလုပ်လုပ်ခဲ့တဲ့ Lafnas Cafeteria ကသူမရဲ့ဝန်ထမ်းကပ်ပြားတွေပါဝင်နေခဲ့ပြီးတော့မိခင်ဖြစ်တဲ့သူကလည်းဒါကသူ့ရဲ့သမီးမေရီယန်ရဲ့ပစ္စည်းတွေအစစ်မှန်ဖြစ်တဲ့အကြောင်းကိုလည်းအတည်ပြုပေးခဲ့တယ်မေရီယန်ပျောက်ဆုံးသွားပြီးကြတဲ့ကတနစ်နီးပါးကြာအောင်ဒီပစ္စည်းတွေကိုဘယ်သူကတင်စီထားပြီးတော့မှလမ်းဘေးမှာလာချထားခဲ့လဲဆိုတာတော့ဒီနေ့ဒီအချိန်ထိပေရင်နေ့အဖြစ်ကြန့်ရှိနေသေးပဲပေါ့နော်နောက်ဆုံးမှာတော့1983ခုနှစ်ဩဂုတ်လ6ရက်နေ့မှာအင်ဒီယားနားပြည်နယ်ရဲတပ်ဖွဲ့အားဆိုလို့ရှိရင် James Callens နဲ့ Ronald Tamasit တို့နှစ်ဦးကိုလူသတ်မှုနှစ်ခုလုံးအတွက်တရားဝင်တရားစွဲဖို့အတွက်လုပ်လိုက်ကြတယ်။တရားစွဲဆိုခံရတဲ့အထက်မှာ Tamasit တယောက်ကအမြန်ဆုံးတရားစစ်ဆေးစီရင်မဲ့ရုံးတင်စစ်ဆေးမှုကိုတောင်းဆိုခဲ့တယ်။ဒါပေမဲ့အစိုးရဘက်ကတမတ်ရဲ့အတွင်းသားကိုမဆောင်ရွက်ပေးနိုင်ခဲ့ကြဘူး။အဲ့ဒါကြောင့်ပဲအမြန်စစ်ဆေးဖို့တောင်းဆိုချက်ရဲ့ရပ်ပေါင်း80ကန့်သက်ချက်ကျော်လွန်သွားတဲ့အခါမှာတော့တာမာစစ်ဟာခံဝင်ချုပ်လုံးဝပေးစရာမလိုဘဲနဲ့အချုပ်ထဲကနေပြန်လဲလွတ်မြောက်သွားခဲ့တယ်။တစ်ဖက်မှာလည်းနောက်ထပ်တရားခံတယောက်ဖြစ်တဲ့ Callens ကိုဖမ်းဆီးဖို့ဆိုတာကလည်းဘလို့မှမလွယ်ကူခဲ့ဘူး။ဘာလို့လဲဆိုတော့သူဟာစာရွက်စာတမ်းအတုတွေကိုအသုံးပြုပြီးတော့မှသူ့ရဲ့နာမည်ကိုအတုတွေလုပ်တယ်။နာမည်လွဲတွေကိုအသုံးပြုတယ်ပေါ့နော်။ပြီးတော့သူ့ရဲ့မျက်နှာကိုလည်းအရင်ကနဲ့မတူအောင်လို့တမျိုးပြောင်းလဲပြီးတော့ထွက်ပြေးသိမ်းရှောင်နေခဲ့လို့ပဲဖြစ်တယ်။ဒါပေမဲ့လပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့သူပုံအောင်နေတဲ့နေရာကိုသတင်းပေးချက်တစ်ခုရရှိခဲ့တဲ့အတွက်ကြောင့်မလို့ Callens ကိုအဲ့ဒီမှာဖမ်းဆီးနိုင်ခဲ့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူလည်းပဲပြန်လဲလွတ်မြောက်သွားခဲ့ပြန်တယ်။ဒီအမှုမှာခိုင်မာတဲ့တပ်တွေအထောက်အထားမရှိတဲ့အတွက်ကြောင့်မလို့ဘသူ့ကိုမှပြစ်ဒဏ်ချမှတ်နိုင်ခဲ့ခြင်းလုံးဝမရှိခဲ့ပါဘူး။စိတ်မကောင်းစရာပဲပေါ့နော်။နောက်ပိုင်းမှာအစိုးရရှိနေက Callens နဲ့ Tamasit တို့အပေါ်ကိုဆွဲဆိုထားတဲ့လူသတ်မှုဆွဆွဲချက်တွေကိုလုံးဝပယ်ဖျက်ပေးခဲ့တယ်။အမှုပြန်ဖွင့်ပြီးတော့စုံစမ်းစစ်ဆေးနိုင်ဖို့အတွက်ပေါ့နော်အင်ဒီယားနားပြည်နယ်ရဲတပ်ဖွဲ့ထံကိုအမှုကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်။ဒါပေမဲ့ဘာမှထူးခြားလာခဲ့ခြင်းမရှိခဲ့ဘူး။ဒီလိုနဲ့အချိန်တွေကုန်ဆုံးလာတာနဲ့အမျှတန်တရားရှိတဲ့တရားခံ2ဦးစလုံးဟာလည်းကွယ်လွန်သွားခဲ့ကြတယ်။ Callens က2019ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာကွယ်လွန်သွားခဲ့ပြီးတော့တာမာစစ်ကတော့လွန်ခဲ့တဲ့နှစ်2025ခုနှစ်ဖေဖော်ဝါရီ2ရက်နေ့မှာကွယ်လွန်သွားခဲ့တယ်။အဓိကတန်တရားရှိတဲ့သူတွေတေဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခုအချိန်မှာဘေးကင်းပြီလို့ခံစားရပြီးတော့အဖြစ်မှန်ကိုသိတဲ့သူတယောက်ယောက်ကသတင်းအချက်လက်တွေနဲ့ရှေ့ထွက်လာမယ်ဆိုပြီးတော့လူတွေကမျှော်လင့်ချက်ထားနေကြစေပဲပေါ့နော်။မေရီယန်ရဲ့မိခင်ကအခုအသက်60အရွယ်ကိုရောက်နေပြီပေါ့နော်။သမီးဖြစ်တဲ့သူအတွက်တရားမျှတမှုရရှိဖို့ဆိုပြီးတော့နေ့စဉ်ရက်ဆက်ဒီဆုတောင်းနေရှာတယ်။သူမဟာဆိုလို့ရှိရင်သူမအသက်မသေးခင်မှာမေရီယန်ကိုတတ်ခဲ့တဲ့လူသက်သမားကိုဖော်ထုတ်ပြီးတော့တရားဥပဒေအောက်ရောက်လာတော့ကိုအခုချိန်ထိမြင်တွေ့ခြင်းနဲ့စိတ်ပြင်းပြနေစေပဲပေါ့နော်ဒီအကြောင်းအရာတွေနဲ့မေရီယန်ရဲ့ဇက်လန်းကိုလူတွေလုံးဝမေ့မသွားဘဲနဲ့တမိုင်းမှာကြံရစ်စေခဲ့တဲ့သူကတော့သူမရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်တဲ့ဂျွန်နာမက်ကင်ထိုင်ရာရဲ့မနာမနေကြိုးပမ်းအားထုတ်မှုနဲ့စေတနာတွေကြောင့်ပဲဖြစ်တယ်လို့ပြောရမယ်ဒွန်နာဆိုလို့ရှိရင်မေရီယန်တေဆုံးမှုနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအမြဲတမ်းအသိပညာပေးရေးသားဖော်ပြနေစေပဲပေါ့နော်ပြီးတော့ဒီအမှုမှန်ပေါ်ပေါက်ဖို့အတွက်ဒီနေ့ဒီအချိန်ထိဒီဇိုင်းမမတ်စူးစမ်းနေစေပဲဖြစ်တယ်ဒွန်နာဟာဒီအမှုနဲ့ပတ်သက်တဲ့တပ်တွေအထောက်ထားဖိုင်တွဲတွေဥပဒေရေးရာအကျဉ်းချုပ်တွေကိုကိုယ်တိုင်ပြုစုပြီးတော့သတင်းထောက်တွေထောက်လန်းရေးတွေအစိုးရရှိနေတဲ့အပြင်ဟိုမှာရဲတပ်ဖွဲ့အဖွဲ့အစည်းပေါင်းစုံနဲ့ပါလက်တွဲလှုပ်ဆောင်ပြီးတော့ဒီအမှုကိုလူထုမျက်စိရှိရနေလုံးဝပျောက်ကွယ်မသွားအောင်အသက်သွင်းထားခဲ့တာဖြစ်တယ်ဒီနေ့ဒီအချိန်ထိတီမိုတီဝီလိုဘီရဲ့ရုပ်လောင်းကိုဘယ်နေရာမှရှောင်မတွေ့ကြသေးပါဘူးပြီးတော့မေရီယန်ရဲ့လူတက်မှုအတွက်လည်းဘသူ့ကိုမှပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိသေးဘူးပေါ့နော်မေရီယန်တေဆုံးခဲ့ရတဲ့ရက်ဆက်လွန်းတဲ့အချိန်တွေနဲ့သတင်းပေးသူတွေရဲ့ထွက်ဆိုချက်တွေကိုအခြေခံပြီးတော့စုံစမ်းစစ်ဆေးသူတွေကတီမိုတီပျောက်ဆုံးသွားတာကလည်းလူတက်မှုတစ်ခုအဖြစ်အနေနဲ့ဆက်လက်သတ်မှတ်ထားကြစေပဲဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာဆိုလို့ရှိရင်လေတီမိုတီကတေခံပေးတယောက်အနေနဲ့ဒီနေ့အထိအသက်ရှင်နေသေးတာမျိုးဖြစ်နိုင်ချေရှိတဲ့အလားအလာတစ်ခုလည်းရှိနေသေးပဲပေါ့နော်
အကယ်လို့များတီမိုတီဝီလိုဘီသာဒီနေ့ထိအသက်ရှင်နေအောင်မယ်ဆိုလို့ရှိရင်အခုဆိုရင်သူအသက်82နှစ်အရွယ်ကိုရှိနေလောက်ပြီပေါ့နော်သူကအသားဖြူပြီးတော့စပင်အညိုရောင်နဲ့မျက်လုံးအစိမ်းရောင်ရှိတဲ့သူဖြစ်တယ်သူရဲ့အရက်အမြင့်က9ပေ10လက်မနဲ့6ပေကြားရှိတယ်သူရဲ့ကိုယ်အလေးချိန်ကတော့160ပေါင်ကနေ180ပေါင်ကြားရှိတယ်လို့ဆိုကြတယ်ပေါ့နော်သူရဲ့ထင်ရှားတဲ့မှတ်သားရလွယ်တဲ့အချက်ကတော့သူရဲ့ပခုံးပေါ်မှာ ANN ဆိုတဲ့နာမည်စာလုံးအသေးလေးကိုတက်တူထိုးထားတာပဲဖြစ်တယ်။သူပျောက်ဆုံးသွားခဲ့တဲ့1988ခုနှစ်တုန်းကတော့သူ့အသက်က24နှစ်အရွယ်ရှိနေပြီ။နောက်ဆုံးတွေ့ရှိခဲ့တဲ့အချိန်မှာသူဘာဝတ်စားတွေဝတ်ဆင်ထားလဲ။ဘာပစ္စည်းတွေယူသွားလဲဆိုတာကိုတော့လုံးဝမသိရှိရဘူး။ဒီအမှုဟာလက်ရှိအချိန်ထိပိတ်သိမ်းထားခြင်းလုံးဝမရှိဘဲနဲ့ဖွင့်လှစ်ထားစေပဲပေါ့နော်။အာနာပိုင်တွေကတော့အမှုမှန်ကိုအဖြေရှာပေးနိုင်မဲ့တဲလွန်စားအစ်စ်တွေကိုဆက်လက်ပြီးတော့မျှော်လင့်နေကြစေပဲဖြစ်တယ်။ဒီဖြစ်ရဆိုးကြီးအားဆိုလို့ရှိရင်တရားမျှတမှုဆိုတာဘယ်လောက်ထိကြန့်ကြာသွားနိုင်လဲဒါမှမဟုတ်ညင်းပယ်ခံလိုက်ရနိုင်လဲဆိုတာကိုသတိပေးနေတဲ့သွေးပြက်စရာတာရကတစ်ခုဖြစ်ပြီးတော့နက်နက်ရှိုင်းရှိုင်းမြုပ်နှံထားခဲ့တဲ့လေးဝက်ချက်တွေဟာမိသားစုတစ်ခုနဲ့လူအဖွဲ့အစည်းတစ်ခုလုံးကိုဆယ်စုနှစ်ပေါင်းများစွာအထိဘယ်လိုမျိုးချောင်းလက်နေနိုင်လဲဆိုတာကိုပြသနေတယ်ပေါ့နော်မေရီယန်ဟစ်ကီဘော်ဒန်ရဲ့အမတ်တရားတွေကတော့သူမကိုချစ်မြတ်နိုးကြတဲ့သူတွေရဲ့မဆုံးမနစ်ကြိုးပမ်းအားထုတ်မှုတွေနဲ့တဆင့်ဆက်လက်ရှင်တန်နေမှာဖြစ်ပြီးတော့သူမကိုဘယ်သူမှမေ့ပြောက်ကြမှာမဟုတ်ပါဘူးဒီအမှုဟာအခုချိန်ထိမပိတ်သိမ်းမနဲ့ဖွင့်လှစ်ထားစေပဲတကယ်လို့ဒီအမှုနဲ့ပတ်သက်ပြီးသတင်းချက်လက်တစ်ခုခုရတာမျိုးဒါမှမဟုတ်ဒီမှုတီနဲ့ပတ်သက်ပြီးတော့သတင်းအစအနရတာမျိုးရှိခဲ့လို့ရှိရင်သူတို့ကိုဆက်သွယ်ပါဆိုပြီးတော့ website မှာဖုန်းနံပါတ်နဲ့အပြည့်စုံပေးထားတယ်ပေါ့နော်ကျွန်တော်အနေနဲ့လည်းဒီအမှုရဲ့အမြန်ဆုံးပေါ်ပေါက်ပါစေလို့မျှော်လင့်နေဒီမှုခင်ကတော့ဒီတော့ပါပဲအားလုံးလည်းဒီအမှုကြိုက်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် Bye see you